relationship တစ်ခုမှာလေးလိုရှုမထားတဲ့လက္ခဏာများအခြေရေးကျွမ်းကျင်သူတွေရဲ့အဆိုအရတော့လာခွဲပစ္စည်းမှုတိုင်းဟာဒီချင်းညာချင်းဖြစ်လိမ့်ပြတာရှိတဲ့ကိစ္စခုမဟုတ်ဘူးလို့ဆိုကြပါတယ်။တောင်းတဲ့တောက်ချာပြဿနာတည်တည်မောမောလေးတွေအစင်မပြေမှုအဖို့အထစ်လေးတွေစုလာရမှကြီးထွားလာပြီးနောက်ဆုံးလာခွဲပစ္စည်းချရတဲ့အထိဖြစ်ကြရတာပါ။ဒီနေ့မှာတော့ရေရှည်ခိုင်မြဲတဲ့ခရီးလမ်းကိုရှောက်လန်းခြင်းသူတွေအနေနဲ့ဘယ်တော့မှလူလူရှုထားတဲ့လက္ခဏာလေးတွေကိုသတိထားဆင်ခြင်မှုစေဖို့ကျွန်တော်ပြောပြပေးချင်ပါတယ်။နံပါတ်1ကစိတ်ဝင်စားမှုမရှိတော့တဲ့အခါချစ်သူစုံတွဲတွေဆိုတာတရားအကြောင်းတရားစိတ်ဝင်စားရှိကြတာသဘာဝပါ။ဘယ်တော့နေလဲဘာလို့နေလဲဘယ်သူနဲ့ရှိနေလဲစတဲ့မိခွန်းများစွာတို့မေးတတ်ကြပြီးကိုချစ်သူကိုအေးတကြီးကြီးနဲ့ရှိကြတာမျိုးပါကိုရဲ့လက်ရှိအခြေအနေမှာဒီလိုတယောက်ပေါ်တယောက်စိတ်ဝင်စားမှုမရှိပဲဘာတိဘာသာဖြစ်နေတယ်ဆိုရင်တော့စိုးရင်ရတဲ့အခြေအနေတစ်ခုလို့ပြောလို့ရနိုင်ပါတယ်ဒါပေမဲ့တိုင်းပြည်ဆွေးနွေးမှုတွေရှိတော့တဲ့အခါချစ်သူလုံးကြမှာတရားမအကြောင်းအရာလေးတွေအစဆွေးနွေးတိုင်ပင်တယ်ဆိုတာတယောက်နဲ့တယောက်ကြားနားလည်မှုယုံကြည်မှုတိဆောက်နေခြင်းပဲဖြစ်ပါတယ်တကယ်လို့ဒီလိုအခြေအနေမှာတော့တယောက်နဲ့တယောက်ဖွင့်ရင်းစွာဆွေးနွေးမှုရှိတော့ဘူးဒီနေ့အခန်းစားချက်တွေကိုအပတ်လူမြင်တာမှုရှိအောင်ဖွင့်ဟပြတာမျိုးမရှိတော့ဘူးဆိုရင်တော့ဒီအခြေအနေပေါ်မှာယုံကြည်စိတ်ချမှုနည်းလာပြီဆိုတော့ပြသနေတာပဲဖြစ်ပါတယ်နံပါတ်3 ATA ဆက်ဖြစ်လာတဲ့အခါချစ်သူလုံးကြားမှာရင်ခုန်စရာစိတ်လို့ရှားစရာတွေဘာမှမရှိတော့ပဲအိတ်ဆက်နိုင်တဲ့ဆက်ဆိုင်ရင်းဖြစ်နေတဲ့ဆိုရင်အချိန်ကြီးပြင်ဆင်ဖို့အကြံပြုချင်ပါတယ်။တောင်းတဲ့တယောက်ကြားမှာရံဖြစ်ရတာအငင်းခုန်ဖြစ်ရတာဘာမှမရှိတော့ဘူး။တော်ရုံလဲဘုံမပြောဖြစ်အချိန်မပေးဖြစ်ကြပဲအဆင်ပြေတယ်လို့ဖြစ်သားနေကြတယ်ဆိုရင်တော့အနေနဲ့မြန်ပဲဆုံးတတ်ဖို့အချိန်ရောက်သွားနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။